စီကြော်မုတ်နေမှာစီကိုအထက်ထပ်ပြန်သုံးရင်ဘာဖြစ်တတ်လဲကျမတို့ဒီစားနေကြတဲ့စီမြန်းမြန်းနေကြုံရတဲ့ကြက်ကြော်အကျော်ဆုံးအာလူကြော်အသားလုံးကြော်အစရှိတဲ့စီကြော်မုတ်နေမှာစီကိုအထက်ထပ်ပြန်သုံးလို့ရှိပါတယ်တချို့ဆိုင်တွေမှာဆိုစီရဲ့ပုံမှန်အယောင်တော်ပြောက်ပြီးရေထဲထဲဖြစ်နေတာကိုတွေ့ဘူးကြမှာပါဒီနေ့မှာတော့ကျမတို့ page ကနေဒီလိုမျိုးတွေသုံးရင်ဘာတွေဖြစ်တယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်ကြော်ပြီးသားစီကို2ကြိမ်လောက်ထပ်သုံးတာကကိစ္စမရှိပေမဲ့အထက်ထက်ခါခါသုံးမယ်ဆိုရင်စီမပါဝင်တဲ့ခန္ဓာကိုယ်ကိုကောင်းကျိုးဖြစ်စေတဲ့သဘာဝအန်တီအောက်ဆီဒန့်တွေကိုရရှိတော့မှာမဟုတ်ပဲစီကြီးစော်နန္ဒာနဲ့ပုံမှန်စီကြော်မုန့်တွေထက်ကိုလက်စထရောပါဝင်မှုအများများတဲ့စီကြော်မုန့်တွေကိုပဲရရှိမှာဖြစ်ပါတယ်ဒီလိုကိုလက်စထရောများတဲ့စီကြော်မုန့်တွေကိုခဏခဏစားမိမယ်ဆိုရင်အဝလွန်တာအသေးစီဖုံးတာနှလုံးသွေးကြောကျဉ်တာနှလုံးအောင့်တာအမောမခံနိုင်တာအစရှိတဲ့နှလုံးရောဂါတွေနာတာရှည်ရောက်ရဲနာကျင်တဲ့ဝေဒနာတွေကိုခံစားရတတ်ပါတယ်။ဒါကြောင့်စီကြုံမုန့်တွေကိုစားမယ်ဆိုရင်စေတတ်မတန်အရေးဆုံးစစ်ဖို့ကိုအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့မှတ်သားထားကြပါနော်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။